ကျွန်တော်တို့တွေပြည်သူတော်လှန်ရေးအကြောင်းပြောကြတဲ့အခါမှာသူသဖြင့်ဒါပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ပတ်သက်ပြီးပြောကြတဲ့အခါမှာပြည်သူတော်လှန်ရေးထောက်ပို့တပ် PRF ကလည်းအဖြစ်မနေပါဝင်လာပါတယ်ကျွန်တော်တို့တွေတကယ်ချင်းပြောကြတယ်မင်းမှာ PRF ထောက်ပို့နော်ကိုပိုင်နံပါတ်ရှိပြီလားဒါဆိုရင်ကျွန်တော်ရဲ့ကိုပိုင်နော်နံပါတ် PRF ကပ်ပေါ့ပြောချင်တာကတော်လှန်ရေးတရက်မှာကျွန်တော်တို့ကနိုင်ရဝင်ကိုထမ်းကြတယ်နိုင်ရဝင်ဆိုတော့မိမိနိုင်စွမ်းတဲ့ထဲတာအစွမ်းကုန်အမြင့်မားဆုံးသောဝင်ပေါ့ဗျာဒီဒေါ်လာရေးကပြည်သူဒေါ်လာရေးကိုဗျာအဲ့တော့ကျွန်တော်တို့ပြည်သူအားလုံးညီညွတ်မှပြည်သူအားလုံးမိမိနိုင်ရာကဏ္ဍကြာရာတာဝန်ကိုထမ်းမှလည်းပဲဒေါ်လာရေးရဲ့ဒါရှေ့အရွေးခရီးတွေကပို့ပြီးတော့မြန်မှာပို့ပြီးတော့မှန်ပါလေဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒေါ်လာပြည်သူအားလုံးပြည်တွင်းမှာနေပြည်ပမှာနေရန်သူနယ်မြေမှာပဲနေကျွန်တော်တို့ဒေါ်လာရေးစိုးမှုနယ်မြေမှာပဲနေကိုယ်တိုင်ကိုကြပါဝင်စင်ကတိုင်တဲ့ပြည်သူဒေါ်လာရေးထောက်ပို့တက် PRF မှာကျွန်တော်တို့နော်မဖြစ်မနေပါဝင်ကြဖို့ဒေါ်လာရေးရဲ့ထောက်ပို့တာဝန်ကိုထမ်းဆောင်ကြဖို့လည်းကျွန်တော်တို့ဒီနော်ဒါထပ်လောင်းပြီးတက်တွန်းလိုက်ရပါတယ်အခုဆိုရင်ဒါကျွန်တော်တို့ရဲ့မြန်မာအတာတကြံကာလဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဒါနော်မြန်မာရိုးရာနှစ်တကူအတာတကြံကာလမှာလည်းချစ်တော်ခင်တော်နော်ဒီသားစုဝင်များမိတ်ဆွေများရဲဘော်ရဲဘက်များနဲ့အတူပျော်ရွှင်စွာဘေးကင်းစွာအန်ဒရယ်ကင်းစွာနဲ့ဖြစ်တဲ့နိုင်ကြပါစေလို့လည်းအားရဆုမတောင်းနေရပါတယ်ဗျာရေတော်ဘုံမုတ်ချအောင်ရမည်